မင်္ဂလာပါအလုပ်ဆိုပဲမှာထိုင်တာများလာလို့ခါးတွေညောင်းလာတယ်ခါးပြီးညောင်းလာတယ်ဆိုရင်ထိုင်ကုန်သလုံးပေါ်မှာလည်းဒီလေ့ကျင့်ခန်းနှစ်ခုကိုပြုလုပ်ကြည့်ဖို့အကြံပြုချင်ပါတယ်ဗျပထမဆုံးလေ့ကျင့်ခန်းလေးကတော့ထိုင်ကုန်သလုံးပေါ်မှာထိုင်နေနေပဲခြေထောက်လေးနဲ့ခွဲလိုက်မယ်လက်ကလေးကိုကောင်းတော့မှထားလိုက်မယ်ကြော်တစ်ဖြောင်းနဲ့လေးခါးကိုတစ်ဖြောင်းနဲ့လေးရှိရဲ့ဒီဆင်းသွားမှာဖြစ်ပါတယ်လေ့ကျင့်ခန်းလေးကခါးနောက်ပိုင်းမှာရှိတဲ့တဲမာမှုတွေကိုဖြေရော့ပေးမယ်လေ့ကျင့်ခန်းဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုစက္ကန့်30နှစ်ကြော်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျဒုတိယလေ့ကျင့်ခန်းလေးကတော့အခုလိုနေထားကနေလက်တစ်ဖက်ကစက်ကြမဲ့တူကောင်းလေးကိုပိုက်ထားပြီးမှခန္ဓာကိုယ်အပေါ်ကိုလှည့်လိုက်မှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကတော့ခါးဘေးမှာရှိတဲ့တဲမာမှုတွေကိုပြေရောစေမယ်လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုလည်းတစ်ဖက်ကိုစက္ကန့်30နှစ်ကြော်စီလောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်အခုပြခဲ့တဲ့လေ့ကျင့်ခန်းလေးနှစ်ခုကအလုပ်သမားမှာထိုင်တာများလို့ခါးတွေညောင်းလာတယ်ခါးဘေးတွေမှာညောင်းလာတယ်ဆိုရင်ခုံပေါ်မှာနေမယ်ပြုလုပ်လို့ရမယ်ညောင်းညာတာတွေကိုပြေရောစေဖို့အထောက်အကူပြုမယ်လေ့ကျင့်ခန်းလေးမျိုးဖြစ်ပါတယ်ဗျလေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတွေအဆင်ပြေမယ်ကြိုးရှိမယ်ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုစုံနဲ့ကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုလူလေးပါပေါင်200ကျော်တဲ့သူတွေနဲ့အလုပ်များလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေရင်ပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကိုညီလေးပြပေးနေတဲ့ Fellows Guide တယောက်ဖြစ်ပါတယ်